သာသနာတော်နှစ်2569ခုနှစ်ကောဇာတကိ1389ခုနှစ်ပြာသူလဇန်6ရက်နေ့ခရစ်နှစ်2025ဒီဇင်ဘာ24ရက်နေ့နေတနိုင်ဝဲချိန်တွင်မိုးပြင်းနယ်မှုတော်မြို့မလေးကန္တာယာယဓမ္မဒုဒရိတ်သာဇာပင်တိုင်း၌စေကျင်းပါအပ်သောကျေးဇူးတော်ရှင်တောင်စောဓမ္မဒုဒတော်ရစရောဖျား၏ဥပနိတယကိုမြည်ပြု၍ဗုဒ္ဓမြတ်စွာအလိုကြဟောကြားပြသသောဓမ္မနုပဒနာတတိပဋ္ဌာန်98ကြိမ်မြောက်တရားစခန်း၌ဟောကြားအပ်သောမြတ်တာပတရားရအလုတ်ပေးတရားတော်ဒီတရားကိုမဟောပြီးပနာမီတရားမဲ့ပိုင်ရှင်သုံးလောကထောထားသဗ္ဗညုမြတ်စွာဘုရားအားရှိဟုစွာကြီးညိုရှိခိုးကြဟုဆိုအားလုံးပဲလောက်ကြည့်ဘုရားဟောပုဂ္ဂိုလ်ကပရင်ပွေထက်ကနေဘုရားမြတ်စွာအားကြီးညိုရှိခိုးသည့်အခါငါတို့လည်းပဲထိုနည်းအတူရှိခိုးရလေတယ်လို့တတ်တာကြီးညိုပွားများကြပါဗုဒ္ဓဘောဓယဒေသေတိတံတော်ယောဓမ္မထာယသသမထာယသံတော်ဓမ္မတိနောဝတရဏယသနေဗုဒ္ဓနိဗ္ဗာနထာယတံလောကသရဏနမေယောဗုဒ္ဓသဗ္ဗညုဗုဒ္ဓအမိယတိသုံးလောကထောတာခြင်းသဗ္ဗညုမြတ်စွာဘုရားသည်ဗုဒ္ဓသစ္စာလေးပါးမြတ်တရားကိုဆရာမကူသယံဘုဉဏ်ဖြင့်ကိုယ်တော်တိုင်သိတော်မူပြီးသည်ဖြစ်၍သာလျင်ဘောဓယဇာကြထိုက်သာသူဘိုးလူတို့ကိုယ်တော်မရဲ့သစ္စာလေးသိကြစေခြင်းက၎င်းတန်တော်ကိုယ်တော်တိုင်ရည်ကြည်တော်မူပြီးသည်ဖြစ်၍သာလျင်ဓမ္မဒါယဇာကြထိုက်သာသူဘိုးလူတို့ကိုယ်တော်မရဲ့ရည်ကြည်ကြစေခြင်းက၎င်းတန်တော်ကိလေသာကိုကိုယ်တော်တိုင်ငြိမ်းတော်မူပြီးသည်ဖြစ်၍သာလျင်သမထာယဇာကြထိုက်သာသူဘိုးလူတို့ကိုယ်တော်မရဲ့ကိလေသာဘူငြိမ်းပြစေခြင်းက၎င်းဒိနောဝဩဃာလေးကံရည်ပင်ကြမ်းမှာကုသံထုတ်ချောက်ကိုယ်တော်တိုင်းကူးမြောက်တော်မူပြီးသည်ဖြစ်၍သာလျင်ရဏယဇာကြထိုက်သာသူဘိုးလူတို့ကိုယ်တော်မရဲ့သန္တရတပကံသို့ကူးမြောက်နိုင်ကြစေခြင်းက၎င်းနေဘုဒ္ဓကိုယ်တော်တိုင်ပရိနိဗ္ဗာန်ဝင်ဆန်းချုပ်ငြိမ်ယုံသိမ့်တော်မူပြီးသည်ဖြစ်၍သာလျင်နိဗ္ဗာနထာယဇာကြထိုက်သာသူဘိုးလူတို့ကိုယ်တော်မရဲ့ပရိနိဗ္ဗာန်ဝင်ဆန်းနိုင်ကြစေခြင်းက၎င်းဓမ္မသစ္စာလေးချက်တရားနဲ့ကိုဒီကရုဏာရှိသွားမေတ္တာအပြင်ဟောကြားတော်မူခဲ့ပါပေ၏လောကသရဏံလောကသုံးပါးလူအများတို့၏အာထာကိုကိုယ်ရာဖြစ်တော်မူထသောတံဗုဒ္ဓံသဗ္ဗညုဗုဒ္ဓအမိယတိသုံးလောကထောထထိုသဗ္ဗညုမြတ်စွာဘုရားကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ဆိုကြကုန်သောထိုများစွာငါခန္ဓာကိုသူငါမဲ့ခေါ်ဘုရားတပည့်တော်တို့သည်နမေနမမကာယဝစီမနောချီလျက်အင်းဇလီညိုလျုလက်စုံဘောကရှိခိုးကြောလိုက်ကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရားမြတ်စွာဘုရားအားကြီးညိုရှိခိုးပူဇော်ပြီးတဲ့နောက်ထိုင်နိုင်သောအနေအထားမျိုးဖြင့်မြတ်တာစွာထိုင်ပြီးတော့တရားနာနိုင်ပါပြီ
နာကတရားနာဉာဏ်ကခန္ဓာရဲ့ထဲဆိုတဲ့အတိုင်းတရားနာရင်းနဲ့မိမိရဲ့ခန္ဓာနဲ့ခန္ဓာရဲ့ဖြစ်စဉ်နဲ့ဓမ္မနဲ့တထပ်တည်းဖြစ်အောင်မိမိတို့နာရနော်တရားအထုတ်တယ်ဆိုတာမိမိတို့ပြတ်တာမှတရားရနိုင်ပါတယ်။ဘာဖြစ်မှတရားရနိုင်ပြတ်တာမှတရားရနိုင်တယ်တဲ့အဲ့ဒါကိုသဗ္ဗာယတရားလို့ခေါ်တယ်။သဗ္ဗာယဆိုတာပြတ်တာအဲ့ဒီသဗ္ဗာယတရားက9ပါးရှိတယ်ဘယ်နှပါးရှိတချို့ကျမ်းဂန်တွေမှာ4ပါးဒီလိုဆိုတယ်အားလုံးပေါ့ဒီဟိုကျမ်းဂန်ဒီကျမ်းဂန်ပေါင်းလိုက်ရင်သဗ္ဗာယ9ပါးဘယ်နှပါးလဲသဗ္ဗာယ9ပါးရှိကြောင်းဘုန်းကြီးတို့ဝိသုဒ္ဓိမတ်မှာလာရှိပါတယ်နံပါတ်1အာဝါသသဗ္ဗာယဘာပါလဲအာဝါသသဗ္ဗာယဆိုတာကမိမိတို့တရားအထုတ်တဲ့အခါမှာစိတ်ချမ်းသာကိုယ်ချမ်းသာစိတ်တည်ငြိမ်မှုရနိုင်တဲ့နေရာထိုင်တဲ့ကြောင်းသင်္ကန်းဖြစ်ရမယ်နော်ဒီစိတ်ငြိမ်တဲ့နေရာမျိုးကြဲကြဲဝန်းဝန်းမိမိတို့ရာတိဥဒုလည်းပဲဟုတ်လားလေဝင်လေထွက်လည်းကောင်းတဲ့နေရာမျိုးအဲ့ဒီလိုနေရာမျိုးစိတ်ငြိမ်တဲ့နေရာမျိုးသမာဓိရလွယ်တဲ့နေရာမျိုးပေါ့အဲ့ဒီလိုစိတ်တည်ငြိမ်မှုမြန်မြန်ရနိုင်တဲ့ကြောင်းသင်္ကန်းရိပ်သာတရားစခန်းဖြစ်ရမယ်နော်တအားဆူညံနေတယ်ဘလို့မှရှုလို့မရမှတ်လို့မရတော့အောင်ဆိုရင်တော့အဲ့ဒါတရားရဖို့ခဲရဲသွားပြီနော်ဒီအဲ့တော့မိမိတို့ကဓမ္မဒုဒရိပ်သာစာသင်တိုင်းမှာဓမ္မယုံကြည်တဲ့ကြည်ကြည်ဝန်းဝန်းနော်လေဝင်လေထွက်လက်ကောင်းလီကောင်းလေးပါလည်းရှိရတယ်ဟုတ်ကလားဒီမြတ်မြတ်တာအဲ့ဒီလိုအားထုတ်ရင်တရားရနိုင်တယ်တဲ့နောက်တစ်ခုဂောစရတပ္ပါယတဲ့ဂောစရတပ္ပါယဆိုတာကဒါသံဃာတွေအတွက်ယဟန်ရှင်ယဟန်တွေအတွက်ပြီးသားမိတ်တော်မူခဲ့တဲ့စကားပါစွမ်းခံတဲ့ရွာနဲ့မနီးမဝေးဖြစ်ရမယ်နော်စွမ်းခံတဲ့နေရာဆွမ်းရဖို့အလွန်တရာခက်ခဲတယ်4-5 မိုင်လောက်သွားမှရောက်နိုင်တယ်အသွားပြန်4-5-6 မိုင်လောက်ဝေးတယ်ဆိုရင်ဒါသိပြီးတော့ဆွမ်းအတွက်အခက်ခဲဖြစ်ပြီးပင်ပန်းတာပေါ့နော်ဒီအဲ့ဒီလိုပင်ပန်းပန်းနဲ့ဆွမ်းရှာတဲ့နေရာမျိုးဆိုရင်လည်းတရားရဖို့သိအဆင်မပြေဘူးအဲ့တော့ဆုံးခံရွာကမနီးမဝေးဟုတ်လားဒီအသွားအပြန်လည်းသိမပင်ပန်းလောက်ဘူးအဲ့ဒီလိုဂောစရတပ္ပါယမြတ်တာရတယ်အဲ့တော့မှတရားရနိုင်တယ်နော်တချို့နေရာတွေကအဝေးကြီးသွားရတယ်အဝေးကြီးသွားပြန်လာတော့နော်ယဟန်တန်ကဖတ်ကုန်မောလို့ဆုံးလည်းမစားနိုင်ဒီဆုံးလည်းမဖုံးနိုင်တော့ပင်ပန်းပြီးတော့အဲ့ဒါမျိုးဆိုတရားရဖို့ခဲရင်သွားတာပေါ့နော်ဒီအခုဒီမှာကတော့ဘုန်းကြီးတို့ပရိသတ်ဆုံးကုန်းဝေယဝဆအတွက်ဘာမှမပူပြရဘူးနော်ဒီဒါတစ်ခုနောက်တစ်ခုနံပါတ်3ကဘတ်တတံတပ္ပါယမြန်မာလိုပြောရင်တော့စကားမြတ်တာမြတ်တာတဲ့စကားဒီတော့မမြတ်မတာတဲ့စကားကဘယ်လိုစကားလဲဆိုရင်တိရစ္ဆာနကထာတဲ့တိရစ္ဆာနကထာဆိုတာနိဗ္ဗာန်နဲ့ဖီလာကလဖြစ်တတ်တဲ့စကားမျိုးမပြောရဘူးရှောင်ကျင်ရတယ်တဲ့နော်ဘုန်းကြီးတို့တိရစ္ဆာန်တွေဆိုတာတိရစ္ဆာနဆိုတာကြည့်မိုးကောင်းကင်ကိုကြောပေးပြီးသွားတတ်တယ်ခွေးတွေမိုးကောင်းကင်ပါလို့တာကြောပေးထားတာကြောင်တွေရောဝက်တွေရောနွားတွေရောဆယ်နေကြားတွေရောမိုးကောင်းကင်ကြောပေးထားတာနော်ဒီမိုးကောင်းကင်နဲ့ဖီလာကလာဖြစ်နေတာပေါ့နော်အဲ့ဒီလိုပဲတဲ့နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့ဖီလာကလာနိဗ္ဗာန်နဲ့ဖီလာကလာဖြစ်တဲ့စကားနော်တရားနဲ့မပတ်သက်တဲ့စကားတွေဟာအဲ့ဒါ
တိရစ္ဆာန်ကထာလို့ခေါ်တယ်ရအကြောင်းရွာအကြောင်းဟိုအကြောင်းဒီအကြောင်းရောက်တတ်ရတာဒီရှောက်ပြောနေအဲ့ဒါတရားထိုင်တဲ့အခါကျအဲ့ဒါတွေကဝင်လာရောနော်စောစောကတော့ပြောတောင်ပြောတာတရားထိုင်တော့ပြန်မပေါ်ဘူးလားအဲ့ဒါတရားရဖို့ဖြတ်သွားပြီပေါ့အဲ့ဒါရှင်းထုတ်နေရတာနဲ့အချိန်အကုန်သွားပြီတရားနေတရားနှစ်ယောက်နေစကားသုံးယောက်ပေါင်းပြီးတော့အလကားဖြစ်ရောသုံးယောက်ပေါင်းပြီးရဲ့သုံးယောက်ပေါင်းပြီးတော့ရောက်တတ်ရရှောက်ပြောအလကားဖြစ်ကုန်တာပေါ့နော်နှစ်ယောက်ဆိုတော့တွတ်တဲ့ဟိုအတင်းဒီပြောနေတာပေါ့တရားထိုင်ပြီဆိုရင်အဲ့ဒါတွေဝင်လာပြီစัจ ကြောင်းတွေပြန်တော့တာပဲစัจ ကြောင်းတွေပြန်တော့တာပဲရှင်းထုံးလိုက်မှတ်လိုက်လွတ်သွားလိုက်ရှင်းထုံးလိုက်မှတ်လိုက်လွတ်သွားလိုက်တဲ့အချိန်ကုန်သွားရောတရားရဖို့လွယ်မလားအဲ့ဒါကြောင့်ရှောင်းတဲ့တရားရခြင်းနော်နောက်နံပါတ်၄ပုဂ္ဂလတပ္ပါယမိမိတို့တရားအထုတ်ဖို့အထုတ်ပဲမျှတရမယ်တဲ့သီလသမာဓိပညာကိုယ်ထက်သာတဲ့ပုဂ္ဂိုလ်တွေနဲ့တူတူနေရတယ်တူတူပေါင်းရတယ်ကိုယ်ထက်တရားအသိကိန်းတဲ့ပုဂ္ဂိုလ်တွေနဲ့ကိုယ်ကရှင်းတွဲပြီးနေရတယ်မသိမေးရတယ်နော်ဒီပုဂ္ဂလတပ္ပါယတချို့ကပုဂ္ဂလတပ္ပါယမဖြစ်ဘူးမဖြစ်ဘူးဆိုတာကကိုယ်နဲ့မျက်နှာကြောမတည့်ဘူးပေါ့ကိုယ်နဲ့တူတူနေတယ်ကိုယ်နဲ့တူတူတရားအထုတ်တယ်ကိုယ်အနာကမျက်နှာကြောမတည့်အမြဲတမ်းစိတ်ထဲမှာခလုဖြစ်နေတာစိတ်ထဲညှောက်ဆူးတယ်လို့ခေါ်တယ်ဘာခေါ်လဲစိတ်ထဲမှာညှောက်ဆူးတယ်ခြေထောက်မှာပဲပရိသတ်ညှောက်ကလေးဆူးနေလမ်းလျှောက်ရင်မြက်တက်နဲ့မနာနေဘူးလားရှောက်လို့ကောင်းလားအေးအဲ့ဒီလိုလေနော်ကိုယ်နဲ့တပ္ပါယမမျှတဲ့လူတွေနဲ့အတူတူအားထုတ်ကိုယ်နဲ့မျက်နှာကြောမတည့်တဲ့ပုဂ္ဂိုလ်တွေနဲ့တူတူအားထုတ်မယ်တူတူနေမယ်ဆိုရင်အဲ့ဒီသူ့ရဲ့အကြောင်းအရာတွေသူ့ရဲ့အပြစ်တွေကကိုယ်စိတ်ထဲမှာညှောက်ဆူးနေတယ်လို့ပဲမြက်တက်ဖြစ်တတ်တယ်နော်အဲ့ဒါကြောင့်ကိုယ်နဲ့နော်အစင်မပြေတော့ဝေးနေတာကောင်းတာပေါ့ဟုတ်ကဲ့လားဒီအဲ့ဒါလည်းမှတ်ထားအောင်နော်နောက်တစ်ခုဘောဇနတပ္ပါယအစားအသောက်မျှတရမယ်တဲ့အာဟာရမျှတရပါမျှတအာဟာရမျှတရမယ်တရားအထုတ်တယ်ဆိုတာအာဟာရမျှတမှတရားရနော်မမျှတရနိုင်ပါကိုယ်နဲ့မတည့်တာတွေမစားနဲ့ကိုယ်နဲ့မတည့်တာစားရင်အကျော်တက်မယ်ဘာဖြစ်မယ်ဘိုင်းအောင်မယ်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုရင်တရားအတွက်နှောက်ယှက်မဖြစ်ဘူးလားဒါကြောင့်မျှတတာရွေးပြီးတော့စားတော့ရတယ်နော်ဒီကောင်းမှမဟုတ်မေးရဟင်းကောင်းပြီမေးရဟင်းကောင်းအဲ့ဒီတော့မိမိတို့မျှတတာဖုံးပြရနော်ဖုံးပြီးတဲ့အခါမှာနေပြီစားတော့ဒီအမျိုးရှိတယ်လေဘွားလေးတို့ကဘုံဟောခဲ့ပြီးပြီနော်အဲ့ဒါပြန်ပြောပြမယ်မိမိတို့အာဟာရသုံးဆောင်မယ်ဆိုရင်နံပါတ်1မေတ္တာပို့ပြီးစားပါဘယ်လိုစားမေတ္တာပို့ပြီးစားမယ်ဘိယခသိဉ္ဇတော်မူသောမြတ်စွာဘုရားတတ္တဝါအလုံးတို့ဘိယခသိဉ္ဇကြပါစေတတ္တဝါတွေဘိယကင်းကြပါစေမေတ္တာပို့စားလူကပုဂ္ဂအလှပေးတဲ့ပုဂ္ဂိုလ်တွေအလှရှင်တွေဘေးရကင်းကြပါစေကိုယ်စိတ်တစ်ပါးချမ်းသာချမ်းသာကြပါစေဒါမေတ္တာကမ္မထမ်းလို့ခေါ်တယ်နော်ဒီမေတ္တာကမ္မထမ်းနွားတို့တစ်ညစ်စာလောက်နွားတို့တစ်ညစ်ဆိုတာဘာလို့မှမကြားဘူးလေနော်ဒီဟိုမှာပရိသတ်နွားတို့ဘယ်နဲ့စောနွားတို့ညစ်မယ်ဆိုနွားတို့အုံကြီးကိုညစ်လိုက်တယ်ပြေးဘယ်လောက်ကြာဘလောက်မှမကြာတစ်ခါညစ်တာဘလောက်မှမကြာစက်ကပိုင်းလေနော်အဲ့ဒီလိုပဲမေတ္တာပို့ရင်စက်ကပိုင်းလောက်နွားတို့တစ်ညစ်စာလောက်ပဲပို့အောင်တဲ့ဒကာမတွေအလှရှင်တွေလှူတာကိုဖုံးပြီးသုံးဆောင်ထိုက်သွားပြီတဲ့အပြစ်ကင်းသွားပြီတဲ့ဟုတ်ပါလားဒါကြောင့်မေတ္တာပို့ပြီးလဲစားနော်ဒါကြောင့်ဆုံးဝါရောက်လို့ရှိရင်ကဲပရိသတ်ဆုံးပြီဆိုမေတ္တာမပို့ရဘူးလား
ဘေးအခတ်သိငြိမ်တော်မူသောမြတ်စွာဘုရားတတ္တဝါအလုံးတို့ဘေးအခတ်သိငြိမ်ကြပါစေဒါမေတ္တာပို့ပြီးစားသုံးခြင်းအပြစ်ကင်းတယ်နော်တရားရတာမရတာထားဟုတ်လားအပြစ်ကင်းသွားပြီသူများလူတာစားတာနောက်နံပါတ်2ပိဿဝခဏဆင်ញင်ပြီးစားတယ်ဤသည့်စားပွဲအမဲမဲကိုမြူရဲမှန်ကြွလှပရည်စီပြည့်ပြိုးခြင်းကမသုံးပါဘူးလေးပြတတ်စာဤကိုကောင်းသည်ရှေးအောင်ဒီလေးအသက်မြတ်တမ်းမမောပညာဘုရားသာသနာကြည်နှဖျားကိုကြည်ပါနိုင်စေဝေဒနာဟောတဲ့မဖြစ်เสียရပဲမြတ်တဲ့ခတ်သိမ့်ပြစ်ကိုမဖြစ်လေအောင်ချမ်းမြေအောင်သုံးဆောင်ပြီးဝဲပါတည်းအဲ့ဒါဆိုရင်စားကောင်းသွားပြီနော်ဆိုလိုတဲ့အိဗေကဒီအာဟာရကိုပုံပေးတယ်ဆိုတာလှပဖို့စားတော့နေတာမဟုတ်ဘူးမြတ်တာပြီးတော့သာသနာကိုစောက်ရှောက်ချီးမြှောက်နိုင်ဖို့တရားဓမ္မတွေအားထုတ်နိုင်ဖို့စားတော့တာပါလို့အဲ့ဒီလိုဆင်းရဲပြီးစားရင်လည်းအပြစ်ကင်းတယ်ဟုတ်လားဒီနောက်တနည်းကတော့နော်အာဟာရိပฏิကူလပညာအစားအသောက်မှာယွန်ပွဲရှိပြီးတော့လဲစားအစားအသောက်မှာဘယ်လိုရှိပါယွန်ပွဲရှုတဲ့နော်မုံမုံမြတ်မြတ်စားတော့လာရှုအပ်ပါဝနာမုံမုံမြတ်မြတ်တွေတက္ကရာကမတွေလှူကြတန်းကြအလူရှင်တွေကလှူကြဝေယဝဆတွေကချက်ပြုတ်စီမံမကောင်းကောင်းစီမံအဲ့ဒါကိုစားတော့ပြီးနော်ပါဇတ်တပေါက်စားကတော့ပိုးပေါက်ယူစီးတာဆင်ញင်လိုက်နော်ပါဇတ်တပေါက်စားကတော့ပိုးပေါက်ယူစီးတာအရင်ဆုံးစားတော့မယ်ဆိုမုံမုံမြတ်မြတ်စားတော့လာရှိအပ်ပါဝနာဒါပွားရတယ်နော်ဘုန်းကြီးဆိုအမြဲတမ်းဆင်ញင်တယ်အမြဲတမ်းဆင်ញင်တယ်မနက်ပိုင်းမိသွားရင်နေ့လည်ကျရင်ပြန်ဆင်ញင်တယ်မုံမုံမြတ်မြတ်စားတော့လာရှိအပ်ပါဝနာဘာဝနာရှုတယ်ဘယ်လိုရှုမလဲပါဇတ်တပေါက်စားကတော့ကိုးပေါက်ယူစီးတာစားလိုက်တဲ့ပါဇတ်တပေါက်ကပဲလေပြန်ပြီးထွက်တော့ကိုးဓွာရကထွက်တယ်ဟုတ်ကဲ့လားမျက်လုံးနှလုံးကနေမျက်ရည်တွေမျက်ခြေတွေထွက်မယ်နှာခေါင်းနှစ်ပေါက်ကနေပြီးတော့နှာတွေထွက်မယ်နားနှစ်ဖက်ကနေနှာဖာကြီးတွေထွက်မယ်ပါဇက်ကနေပြီးတော့သလိပ်တွေချွဲတွေတွေးတွေထွက်မယ်နော်ပြီးတော့ကျင်ကြီးတွေကျင်ငယ်တွေထွက်မယ်ဟုတ်ပါလားဓွာရကိုးပေါက်ကနေပြီးတော့ပြန်မထွက်ဘူးလားစားတော့ကတော့မုံမုံမြင့်မြတ်ပဲနော်ထွက်လာတော့ယွန်စဝယ်မဖြစ်သွားဘူးလားမျက်လုံးကထွက်လာတယ်ယွန်စရာနှာခေါင်းကထွက်တာလဲယွန်စရာနားကထွက်တာလဲယွန်စရာပါးစပ်ကထွက်တာလဲယွန်စရာကျင်းကျင်ငယ်တွေယွန်စရာဒီလိုမဟုတ်လားအဲ့ဒါကိုဆင်ញင်ပြီးစားနော်ပါဇတ်တပေါက်စားကတော့ကိုးပေါက်ယူစီးတာစားတော့ဝိုင်းကထုတ်တိခါကွယ်ကပုံးလို့လားဟောစားတော့ဝိုင်းထဲမှာမစားကြဘူးလားဝိုင်းပြီးတော့ထိုင်ပြီးတော့စားကြတယ်နော်ကောင်းလိုက်တာဘယ်ကိတုဘယ်ညာပေါ့ချင်းမုံကနေဖွေးပြီးစားကြဟောစားတော့ဝိုင်းကထုတ်တိခါပြန်ထုတ်တဲ့ခါမှာကြတော့ကွယ်ကပုံးလို့လားလူမမြင်အောင်ပုံးပြီးတော့ထုတ်ရတာလေကဲယွန်စပွဲတွေပဲမဟုတ်လားအဲ့ဒါကိုဆင်ញင်လောဘကိုသတ်ပစ်တာပေါ့လောဘကိုပယ်ပစ်တာစားတော့မယ်ဆိုရင်လောဘတွေမဖြစ်အောင်ဟုတ်ကဲ့လားအဲ့ဒီလိုဆင်ញင်မစားကောင်းဘူးလားဆိုစားကောင်းသွားပြီနော်တညတာမြသို့မိကြပုတ်ရအကုန်သာဟောဝမ်းထဲမှာတညပဲသို့မိထားတညတဲ့သို့မိထားနောက်နေ့ကျရင်ဘာဖြစ်သွားဘယ်လောက်ကောင်းကောင်းအကုန်ပုတ်သွားတာပဲနော်ဒါကြောင့်တညတာမြသို့မိကြပုတ်ရအကုန်သာပฏิကူလအာဟာရရှုကြဘာဝနာပฏิကူလဆိုတာကယွန်စပွဲကိုပြောတာအာဟာရဆိုတာအစာအသောက်မှာယွန်စပွဲနည်းနဲ့ရှုကြရှိကဆရာတော်ကြီးတွေကအဲ့ဒီလိုနော်ကြပြလင်္ကာလေးတွေနဲ့စီပြီးတော့မှတ်သားလွယ်အောင်နှလုံးသွင်းလွယ်အောင်မိတ်သွားတာအဲ့ဒီလိုနဲ့စားတော့နိုင်တယ်ဖုံးပေးနိုင်တယ်နော်သုံးနည်းရသွားပြီဘယ်နှနည်းရ
မေတ္တာပို့ပြီးစားတောက်ခြင်းပိဿကနာဆင်ခြင်ပြီးတော့စားတောက်ခြင်းလှဖို့ပဖို့မဟုတ်ဘူးတရားလို့အထုတ်နိုင်ဖို့ဒီလိုဆင်ခြင်ပြီးလဲစားတောက်တယ်နောက်တစ်နည်းကယွန်စပွဲရှုပြီးတော့လဲစားတောက်၃မျိုးနော်နောက်တစ်မျိုးကတော့ဝိပဿနာရှုပြီးစားတောက်ပါဘယ်လိုရှုပြီးစားတောက်ဝိပဿနာရှုဘလောက်ကောင်းကောင်းရှာပေါ်တင်လိုက်တယ်ကဲဆိုကြပါစို့နေ့လေတော့ကနော်နေစောမှာဟောနှုတ်မြိတ်တဲ့ပရိသတ်ကြီးရှင်ပေါင်းနဲ့ယုံပတိပြီးဟင်းကျူလေးလေနှုတ်မြိတ်ဟုတ်တယ်ပေါ့လားငပိရည်လေးဆန်းလိုက်မမြိတ်ဘူးလားပြောရတော့တည်ကြလိုက်နော်ဟုတ်တယ်ဘုံကအဲ့ဒါပဲမြိတ်တာနေ့လေကကြက်သားလေးတစ်တုံးနဲ့ငဆုပ်လေးနှစ်တုံးနဲ့ငပိရည်လေးဆန်းအဲ့ဒါလေးနဲ့ဖုံးပေးလိုက်ပြီးနော်စားနေတဲ့တရိယာတော့ကောင်းနေမရှိတော့ဘူးစားနေစေပါပဲအရသာလေးတစ်မျိုးမရှိတော့နှုတ်မြိတ်တဲ့အရသာဖြစ်ပြီးပြတ်သွားပြီ။ဘာဖြစ်သွားဖြစ်ပြီးပြတ်သွားပြီအနိစ္စရောက်သွားပြီ။ဘာရောက်သွားပြီအဲ့ဒီလိုစားနေစေမှာနှလုံးသွင်းနော်။ကြည်စမ်းရှာပေါ်တင်လိုက်တယ်နှုတ်မြိတ်တယ်ဟေးဒီဟင်းကျူလေးကကောင်းတယ်ဟေးကစုံလေးတောင်းလိုက်ထမင်းလေးနဲ့ဆောင်းလေးနဲ့နေပြီးတော့ဖုံးပေးလိုက်ကြည်စံတလုံးဖြစ်ပြီးပြဲအယတာရှင်တဲ့အယတာလေးကဲရှိသေးလားမရှိတော့ဘူးရှာထဲမှာသိမ့်တာလားသိမ့်ထားလို့မှမရလေနော်ရေခဲတက်တာလို့ထည့်ပြီးသိမ့်ထားလို့ရတာမဟုတ်ဘူးလေနော်ရှာပေါ်မှာနော်အယတာကိုသိတယ်ဟုတ်လားရတ္တယုတ်တရားလေးဒီအယတာကိုသိတယ်နော်ဇိမ်ဝါပေါ့လေပတာဒအဲ့ဒီဇိမ်ဝါပတာဒအယတာကိုသိတယ်ဒီအာယုံကြောလေးကသိအယတာလေးကမရှိဖြစ်ပြီးပြတ်သွားပြီပြတ်သွားတာကဘယ်မှထွက်သွားတာမဟုတ်ဒီနေရာဖြစ်ဒီနေရာပြတ်နော်ဒီအယတာလေးပြတ်သွားတယ်အယလေးမျက်နှာပြေးထွက်သွားတာမျိုးတွေ့လားသွားကြတဲ့ညံ့နေသလားရှာတဲ့ဝင်သွားလားဝင်သွားရင်ရှာကြီးကိုခွဲစိတ်ပြီးရှာကြည့်တွေ့ရမှာပေါ့ခုတွေ့နိုင်ပါမတွေ့နိုင်ဘူးမိုးကောင်းကင်မှာလျှက်စီးလက်တယ်လို့ပဲမိုးကောင်းကင်မှာအပူအေးကြောင့်မိုးတိမ်ကြတဲ့မှာခါရဲလျှက်စီးလက်တယ်ဝုံဆိုတဲ့ခါရဲမိုးကြိုးတွေပြစ်ဖြန်းကနေဆိုလင်းသွားတယ်ရှိသေးလားအဲ့ဒီမိုးကောင်းကင်မှာအဝေးကနေလှမ်းပြီးတော့ကြည်စံဟိုးလေကွင်းတွေမြို့ပြင်တွေမှာအဝေးကြီးမှာလျှက်စီးကြောင်းကြီးလက်သွားတာလေဖြန်းကနေဆိုလင်းသွားတယ်မရှိတော့အဲ့ဒီလျှက်စီးလက်တဲ့လျှက်စီးကြောင်းကြီးမိုးကောင်းကင်မှာပဲဖြစ်မိုးကောင်းကင်မှာပဲပြက်ဘယ်မှနေရာရွေ့သွားတာမဟုတ်ဘူးเนาะအရာလေးမျက်နှာပြေးထွက်သွားတာမဟုတ်ဘူးတိမ်ကြားထဲမှာသွားပုံနေတာမဟုတ်ဘူးမြေကြီးထဲမှာဝင်နေတာမဟုတ်ဘူးကောင်းကင်မှာဖြစ်ကောင်းကင်မှာပဲပြက်ဟုတ်ကဲ့လားဖမ်းထားလို့ရလားသိမ်းထားလို့ရလားစုထားလို့ရမရဘူးရှားပေါ်မှာဖြစ်ရှားပေါ်မှာပြက်အရာတာကနော်အဲ့တော့အနိစ္စရောက်ကုန်တာစားရင်တောက်ရင်လည်းသူတရားမပြနိုင်လားကောင်းလိုက်တာငါနဲ့တပ်ပါရမြတယ်ဘယ်လိုပဲပြန်ဖုံးပေးဖြစ်ပြီးပြက်နော်ရှေ့တော့ကမထေအပါ60တန်ဃာတော်အပါ60တောရเจ้าမှာတောရဆောက်တည်ပြီးတရားအထုတ်အဲ့ဒါရွာတဲ့ကတက္ကမကြီးကလည်းဒီတန်ဃာ60ကသူ့သားလိုပဲစိတ်ထဲမှာသားအရွယ်တွေကိုအလွတ်တရားချစ်တယ်ကြီးညိုတယ်နော်အဲ့ဒါနဲ့ဒီကိုတော်တွေကိုအမြဲတမ်းသူကဆွလောင်းတယ်အဲ့တော့ဆွလောင်းတယ်ဆွကတ်တယ်ဒီကိုတော်တွေထံကနေပြီးတော့ကမ္မထန်ကြီးတွေတောင်းတယ်အာထုတ်တယ်ဒကမကြီးကပရိသတ်အရင်တရားရတော့တာအိမ်မှာနေရင်တော့အိမ်မှာနေရင်တရားနှလုံးသွင်းရင်တရားရသွားတယ်အနာဂံတည်သွားတယ်အနာဂံအရိယာကြီးသောတာပန်သကတာကံအနာဂံလို့သုံးမဲ့သုံးဖို့စိုက်သွားတယ်အနာဂံကြီးဖြစ်သွားတယ်ပြီးတော့အဘိညာဉ်တကူတွေလည်းရသွားတယ်အဲ့ဒါနဲ့သူ့မောင်ပဇင်းတွေကိုသူအာယုံပြုလိုက်တယ်
ငါမောင်ပစင်းတွေငါတရားပြတဲ့မောင်ပစင်းတွေတရားတွေများရပြီးပြီလားဘယ်အဖြစ်များရောက်နေပြီလဲလို့စီကြည့်တော့တဘာမှတရားမရသေးဘူးပုထုဇဉ်လေးကြီးပဲကိုတော့အပါ60နော်နှစ်ဝါတော့နှစ်လတော့ရှိပြီပထမတစ်လကုန်သွားတယ်ဒုတိယတစ်လကုန်သွားတယ်ဘာမှမဖြစ်ဘူးသူဒကမကြီးကတော့အနာဂတ်တည်သွားပြီဟာမဖြစ်ဘူးဘာကြောင့်ပါလိမ့်မလဲဒီလောက်တရားအထုတ်နေပါလေနဲ့တရားမရတာခုနကတပ္ပါယတွေလိုက်ပြီးတော့နော်ဆင်ရင်ကြည့်လိုက်တော့တွေ့ပြီဘောဇနတပ္ပါယအစားအသောက်မပြတာလို့ငါမောင်ပစည်းတွေတရားမရတာတဲ့နော်အဲ့ဒါနဲ့ပရိသတ်ကြီးတကိုးပင်ကြီးနဲ့ကြည့်ပြီးတော့ဘယ်ကိုတော်ကတော့ဘာအင်္ဂလိပ်နဲ့သိတော်မယ်ဘယ်မောင်ပစည်းတွေကတော့ဘာလေးနဲ့သိတော်မယ်အပါ60စာအတွက်အဲ့ဒါနေ့တိုင်းသူစီမံတာအိမ်မှာပြည့်ပြီးဆောက်ကတ်တာအရှင်ဘုရားတို့သိတော်တာတွေဖုံးပေးပါဗျာအဲ့ဒီလိုနဲ့ကတ်လိုက်တာမကြာဘူးပရိသတ်ကြီးအကုန်လုံးအသောကုန်ခယဟန္တာဖြစ်ဝါလက်ကျွတ်အကုန်ယဟန္တာဖြစ်ကုန်နော်ဘာမျှတာသွားပဲဘောဇနတပ္ပါယအာဟာရတပ္ပါယမျှတာလို့တရားရတာနော်အဲရောက်ကိုနဲ့မျှတာတာဖုံးပေးရင်တဲ့ကိုကဘုန်းကြီးပြောသလိုဝိပဿနာတင်ပြီးရှုလိုက်စမ်းအရသာဖြစ်ပြီးပြက်ဖြစ်ပြီးပြက်နော်တလုတ်ထဲမှာပဲစားနေစေမှာပဲပြက်နဲ့ပြက်နေတာအရသာတစ်ခုချင်းမျက်စိနဲ့မြင်တယ်လို့ဉာဏ်နဲ့မြင်လာအကန့်လိုက်ပြက်နေတာနောက်တော့ဉာဏ်အားကောင်းရင်အသေးစိတ်မြင်လာတယ်နော်ဉာဏ်အားမကောင်းသေးတော့တလုတ်ပြီးမှတလုတ်မြင်လာတယ်တလုတ်ဖုံးပြီးလိုက်စားတော့လိုက်တလုတ်ကုန်သွားတော့မရှိတော့ကဲနောက်တလုတ်ထပ်စားတယ်ဝါရင်စားရင်ဝါရင်ပြူရင်တလုတ်ကုန်သွားတော့မရှိတော့ပြန်ဘူးအရာသာတွေချုပ်ပြတ်သွားပြီအနိစ္စရောက်ကုန်တယ်ဘယ်ရောက်ကုန်အရင်တော့ကရှိနေလားအခုမှပေါ်လာလားအခုမှပေါ်ပြီးတော့လေကြာနေလားပြတ်သွားလားအဲ့ဒီတော့ဘယ်နေရာကရောက်လာတယ်ဆိုတော့ပြောလို့ရလားမရဘူးဒီအရသာကဘယ်ကနေရောက်လာတယ်အရက်လေးမျက်နှာအရှိအနောက်တောင်မြောက်ဘယ်ကမှလာတာမဟုတ်ဘူးနော်ရှားပေါ်မှာပေါ်လာတာဟုတ်ကဲ့လားကဲပြတ်သွားတော့လေအရက်လေးမျက်နှာဘယ်ပြေးထွက်သွားလဲဘယ်မှပြေးမထွက်ဘူးဒီမှာဖြစ်ဒီမှာပြက်နော်စာထဲမှာတော့တဲ့အတ္တတနာတဲ့ဒီမှာလိုပြောတော့မမြင်ရအရက်ကနေရောက်လာပြီးတော့မမြင်ရအရက်ကိုထွက်သွားတယ်တဲ့တင်စားပြောတာမဘယ်ကထွက်သွားတာပေါ့နော်မမြင်ရအရက်ကနေရောက်လာတယ်ဆိုတော့ဒီမှာဖြစ်ဒီမှာပြက်ဒါပြောတာနော်အဲ့ဒါကိုလည်းမြင်အောင်ရှုအိမ်မှာနေတဲ့ဒီအတိုင်းပဲဟုတ်လားမနေ့တဏ္ဍစားတိုင်းညနေတဏ္ဍစားတိုင်းစားတော့ဆိုင်ဒီမှာစားတော့တိုင်းကိုကြိုက်တာလေးတွေသွားစားတော့တိုင်းစားရင်ပြက်နောက်တော့ဒီပေါ်မှာမဲမောစရာမရှိတော့တွေ့တာစရာမရှိတော့ဘူးနော်စားကျင်တဲ့စိတ်ကလေးခဏဖြစ်စားလိုက်တော့လည်းပြီးသွားပါမှဒီမှာမဆွဲလန်းတော့နော်အရင်တော့ကဆိုဆွဲလန်းတယ်ဒီအရသာလေးဘလို့ကောင်းတယ်ဆွဲလန်းနေတာဒီလိုသိလာရင်ဆွဲလန်းတာလေးညော့သွားတယ်အဲ့ဒါကိလေသာပါလာတယ်လို့ခေါ်တယ်ဘာလို့ခေါ်ကိလေသာတွေပါလာတယ်ကိလေသာပါအောင်လုပ်နော်ဒီဒါကြောင့်ဘောဇနတပ္ပါယမျှမှတရားရနိုင်တယ်ဒါကြောင့်အာဟာရနဲ့ပတ်သက်ရင်မှတ်နည်း၄မျိုးဘယ်နှမျိုးလဲ၄မျိုးမေတ္တာပို့ပြီးတော့စားတော့ပါပြီးတော့ဆင်ញင်ပြီးတော့စားတော့ပါရောစပွဲအနေနဲ့ရှုမှတ်ပြီးစားတော့ပါဝိပဿနာတင်ပြီးတော့စားတော့ပါဘယ်နှမျိုးအဲ့ဒီလို၄မျိုးနဲ့ရှုရင်အိမ်မှာဒီလဲတရားရနိုင်တယ်ဟုတ်လားခုနကယဟန်အပါ60ဖုံးပေး3ဆောင်ရဲ့မှတ်ရေးရှုရင်းနဲ့တရားမရသွားဘူးလားရသွားတာနီးပဲလူတယ်ကိုကတဆိုင်မှာတစ်သက်လုံးဆွေးစင်းနဲ့လုပ်ပဲလူတယ်နော်ဆွေးစင်းမလုပ်ဘူးကဲ9ရက်ဝင်ပြီးပြောက်ဆိုတော့ပြန်လာရင်3ညကပြန်စားပေါ့ကိုပြစ်ထားတာကိုဟုတ်ကဲ့လားစာသင်တယ်လို့ပေါ့စာသင်ပြီးမကြက်ထားမှမှတ်ထားနှလုံးမသွင်းတိုင်းသင်ပြီးပြောက်ပေါ့နောက်တစ်ခါလာရင်သင်နှက်ပြန်တက်ပြန်ရဲ့အစကပြန်ပေါ့နော်
အခုဒီမှာယောဂီဟောင်းနေကြီးပါပဲအဲ့တော့ပြီးပြီးတော့သင်္นานလက်တက်တဲ့သဘောမောမှသင်္တန်းပါသင်္တန်းမောမှသင်္တန်းထခါထခါအာထုတ်ထခါထခါနှလုံးသွင်းထခါထခါတရားနာနော်ပုဏ္ဏပုဏ္ဏဆိုတဲ့အတိုင်းထခါထခါတရားနာတရားအားထုတ်ရတယ်အိမ်မှာလည်းဒီတိုင်းပဲစာရင်တော့နှလုံးသွင်းရတယ်မြတ်စွာဘုရားလက်ထက်တုန်းကတရားစခန်းမရှိဘူးရိပ်ပါမရှိဘူးလေညနေဆောင်ရင်အလုတ်သိမ်းစားတော့ပြီးရေမိုးချိုးပြီးဘာနာတာလက်ဆွဲပြီးတော့ကြောင်းသွားတရားနာပြန်လာရင်ဒီလိုပဲအလုတ်လုပ်နေကြတာပဲပေါ့နော်လေသမားကလေလုံးအယောင်းဝယ်သမားကအယောင်းဝယ်လုံးဒီလိုနဲ့ပဲကြောင်းသွားလိုက်နှလုံးသွင်းလိုက်ပြန်လာလိုက်ဟောဘဝနဲ့ဓမ္မနဲ့တထထက်တွဲခေါ်သွားတာနော်နေ့စဉ်လူနေမှုဘဝထဲမှာတရားကိုဆွဲခေါ်သွားဘာကိုဆွဲခေါ်သွားတရားကိုဆွဲခေါ်သွားတရားကလည်းကိုယ်ပြန်ဆွဲသွားမှာနော်အဲ့ဒီလိုလုပ်ရင်ပရိသတ်ကြားလာရင်သိတာလာပါလေလို့ရင်ခဏပဲတရားလက်လွတ်သွားခဏပဲတောကြပြန်တရိယာနော်အဲ့ဒီလိုလုပ်ပါအဲ့ဒါဆိုရင်ဒီဘဝမှာတရားရနိုင်ပါတယ်နော်မရလည်းကိစ္စမရှိဘူးအပေတကားပိတ်တယ်ကဲမကောင်းဘူးလားကောင်းတာပေါ့နောက်တစ်ခုနံပါတ်6ဥဒုသပ္ပါယတဲ့ဥဒုမြတ်တာရမယ်အပူအေးမြတ်တာရကိုနေတဲ့နေရာအပူအေးမြတ်မယ်နော်ပူလုံးရင်လည်းပဲတရားမှတ်လို့မကောင်းဘူးနော်ဒီတော့ကဘုန်းကြီးတို့ကြုံဘူးတယ်တရားစကားတွေလူရသည်တရားစကားတွေတရားလိုက်ပြစကားတွေတစ်ခုပြီးတစ်ခုလိုက်ပြဆောက်ထားတဲ့ဓမ္မယုံကသီးသီးအမိုးကနေနေမျက်နှာချက်ကမရှိလူရသည်တပေါင်းတကူလေဝေလေထွက်ကလည်းမရှိပူလိုက်တဲ့ဖြစ်ချင်းနော်ပူလိုက်တာပလင်ပေါ်တက်သွားတာနဲ့တရားဟောတာနဲ့ချွေးတခါတဲ့ပရိသတ်ကြီးကြားလိုက်တဲ့ချွေးတရားပွဲကဆင်းလိုက်သင်္ကန်းရေညှစ်လို့ရအဲ့ဒါဆိုရင်တရားရဖို့မလွယ်ဘူးနော်ထိုင်တဲ့ယောဂီတွေလည်းချွေးတစ်လုံးလုံးနဲ့ပဲအဲ့ဒီအချိန်ဆိုရင်တော့နော်ညနေဆောင်တော့ဟိုဘက်၄နိုင်လောက်မှနေလေးကြတော့မှနည်းနည်းလေးတက်တာတော့နေ့လည်ပြင်းဆိုရင်ဘလို့မှမှတ်လို့မရအဲ့ဒါဥဒုမမြလို့နော်ရောက်ဥဒုမြမယ်ဒါရောက်အခုရာဒီကတော့သိတ်လည်းမပူတော့သိတ်လည်းမအေးသေးဘူးနော်ဒါအားအေးလို့ရှိရင်လည်းဟုတ်လားအနွေးတွေပါတွေနဲ့ဟုတ်လားတခါတည်းထုတ်ပြီးတော့ဒီလိုမျိုးအားထုတ်ရတာကိုနော်ပူတယ်ဆိုရင်လည်းပြေတဲ့ပေါက်လေးဖွေထားလေဝီလေးထွက်ကလေးနဲ့နော်အဲ့ဒါဆိုတရားရနိုင်တယ်ရနိုင်တယ်ဥဒုသပ္ပါယရေမိုးတွေနဲ့တတိထားနော်နောက်တစ်ခုနံပါတ်9ဣရိယာပဋ္ဌသပ္ပါယဣရိယာပုတ်ပြတာရမယ်အထိုင်ကြီးပဲထိုင်နဲ့အညောင်းအားကြည့်လဲတရားမှလို့မကောင်းတော့နော်အဲ့တော့ပြတာအောင်ကိုယ်ခန္ဓာကိုယ်အနေအထားနဲ့ကိုယ်ကျမ်းမာရင်လည်းပြတာအောင်နေမထိုင်နိုင်ဘူးဆိုရင်လည်းဟိုအနောက်မှာနော်ကလထိုင်လေးရှာကလထိုင်လေးရှိတယ်ဟိုသုံးတဆောင်အောက်မှာယောဂီဆောင်အောက်မှာနော်ပလတ်စတစ်ကလထိုင်လေးရှိတယ်အဲ့ဒီထိုင်ကုန်လေးနဲ့အနောက်မှာထိုင်ပြီးတော့လည်းမှတ်နိုင်တယ်နော်ကိုကမလိုဘူးဆိုရင်ဒီမှာကျမ်းပါပဲထိုင်ပေါ့ထိုင်တော့လည်းပရိသတ်တမျိုးတဲ့ထိုင်ညောင်းတယ်မှလို့မကောင်းတော့ဆိုရင်ပြောင်းပြင်ရွှေ့ပြီးတော့ပါပါနော်ပြောင်းပြင်ရွှေ့ပါအဲ့တော့မပြောင်းမပြင်မရွှေ့ပဲနဲ့အေးပြီးမှတ်နိုင်လို့ရှိဘာဖြစ်လာလဲဆိုတော့နာကျင်ကြိုက်ခဲတဲ့ရုပ်ဖောက်ပြန်တဲ့ရုပ်ဝေဒနာတွေနှိပ်စက်လာတယ်အဲ့တော့ကိုကအာထုတ်ခါစားဆိုရင်ဘယ်လို့မှမှတ်လို့မရဘူးတော့အဲ့ဒါဆိုတရားကရှေ့မတက်တော့ဘူးနော်ကျမ်းဂန်ထဲမှာတော့ဝေဒနာတွေဖောက်ပြန်တာတွေဟာတအားဖြစ်လာမယ်ခဏခဏနှိပ်စက်လာမယ်ဆိုရင်စိတ်မငြိမ်ဘူးဖြစ်လာတယ်စိတ်မငြိမ်ဘူးဆိုလို့ရှိရင်တော့အဲ့ဒါကမ္မထမ်းကြသွားပြီတရားလက်လွတ်သွားပြီတဲ့တရားလက်လွတ်သွားတယ်ဆိုတော့တရားမရတော့ဘူးတဲ့နော်ဒါကြောင့်မိမိတို့ပြောင်းပြီးပြင်ပေးရတယ်ဘာလုပ်ပေးရလဲပြောင်းပြင်ပေးပြီးတော့မှတ်လို့ရှိရင်ဝေဒနာတွေသိပြီးတော့နှိပ်စက်ဘူးသိပြီးမှနှိပ်စက်ဘူးဆိုရင်စိတ်ငြိမ်လာမယ်စိတ်ငြိမ်ရင်ကမ္မထမ်းတွေကတိုးတက်လာမယ်တိုးတက်တရားရနိုင်တာပေါ့
တချို့ကပြောကြတယ်လေအယိုးကြည်ကြည်အရေးခံကန်နော်အဲ့ဒါကဗရိဒါအယိုးကြည်ကြည်အရေးခံကန်ဆိုတာယောဂီတို့အနေအထားနဲ့အားထုတ်ရတာမဟုတ်ဘူးအဲ့တော့တရားရတော့မယ်ဖရာအလောင်းတို့နော်တရားရတော့မယ်ဟိုမှာအရိယာဖြစ်တော့မယ်မက်ဖို့ဆိုင်တော့မယ်ဆိုရင်အဲ့ဒီလိုပုံကူမျိုးကြတာအယိုးကြည်ကြည်အရေးခံကန်အားထုတ်တယ်ရတော့မယ်မကြခင်တရားရတော့နော်အဲ့ဒါကြတော့သေပါစေအယုပဲကြည်အရေးပဲခန်းဟုတ်ကဲ့လားအဲ့ဒီလိုအားထုတ်တာကိုယ်တွေကအဲ့ဒီလိုတရားရမယ်အခြေအနေမရောက်သေးဘူးလေမရောက်သေးတော့အယုကြည်ကြည်အရေးခန်းလုံးလို့မရဘူးတရားကရှေ့မရောက်ဘူးတဲ့နော်အဲ့ဒီလိုလဲနားလည်ထားအောင်နော်တရားအယူဆဆိုတာလေလိုသေးတယ်ဘုန်းကြီးတို့ကျေးဇူးတော်ရှင်တောင်စောဓမ္မဒုတာဆိုတော့ဘုရားကဘုန်းကြီးအဲ့ဒါမေးတယ်ကိုသိချင်တာလေအဲ့ဒီအယုကြည်အရေးခန်းအဲ့ဒါကဘယ်လိုဘယ်နေရာတွေမှာအားထုတ်မှာလဲဆရာတော်ပြောတာကပြောင်းပေးပါပြင်ပေးပါရွှေ့ပေးပါဟောတချို့ကတော့အယုကြည်အရေးခန်းမပြောင်းနဲ့မပြင်နဲ့အသေးအလဲအားထုတ်ဆိုတော့ကြီးကအဲ့ဒါကိုရှင်းပြတယ်သူ့နေရာနဲ့သူဟုတ်ကဲ့လားဒါစာရဲပေတယ်မှာအကုန်ရှိနော်စာရဲပေတယ်မှာအကုန်ရှိတယ်ဘုန်းကြီးအဲ့ဒီတော့မူလပါဏာတအထာဂထာဒုတိယတွင်စာမျက်နှာ120မှာဒီဣရိယာပုမြတ်တာမှာတရားရနိုင်တဲ့အကြောင်းနော်အယုကြည်အရေးခန်းစသည်ဖြင့်ဒါတွေကစာထဲမှာအကုန်ရှိတယ်နော်မဲ့ဖို့ရတော့မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကမပြောင်းမပြေမရှိတော့သေပါစေတော့ဆိုအာထုတ်တာအဲ့ဒီမှာတရားရသွားတာကိုကအဲ့ဒီအစီရောက်ပြီလားမရောက်သေးရင်တော့အခါလို့ဆိုပြောင်းပေးပါပြင်ပေးပါစဉ္ညာလေးလျှောက်ပေးပါနော်ကဲထိုင်းနေတယ်ဖောက်ပြန်တာလေအကဲခတ်နေလေဖောက်ပြန်တာကယုတ်တရားဖောက်ပြန်တာပါလေယုတ်တရားငုတ်တုတ်ထိုင်နေတဲ့အကောင်ကြီးကပညာကိုငုတ်တုတ်ထိုင်နေတာကပညာကိုအထဲထဲမှာဖောက်ပြန်တာကပရမယုတ်တရားပါလေပရမယုတ်တရားကွဲပါစေနော်ဒီအကောင်ကြီးကိုမှတ်ခိုင်းတာမဟုတ်ဘူးအကောင်ကြီးကိုအာရုံပြုခိုင်းတာမဟုတ်ဘူးဒီအကောင်ကြီးမှာပြီးဖြစ်နေတဲ့ပရမဘောလက္ခဏာကိုရှုခိုင်းတာအကောင်ထဲမဟုတ်ဘူးလက္ခဏာပါလေလက္ခဏာဆိုတာအမှတ်အသားနော်ဦးနေတဲ့အမှတ်အသားတောက်တင်းနေတဲ့အမှတ်အသားတစ်မျိုးဖြစ်နေတဲ့အမှတ်အသားအဲ့ဒါကိုလက္ခဏာလို့ခေါ်သဘာဝလက္ခဏာတဲ့ဘာလက္ခဏာလဲသဘာဝလက္ခဏာအဲ့ဒီသဘာဝလက္ခဏာကိုပြီးတော့သတိလေးကလိုက်တယ်ဆိုတော့မိပြီနော်ဒီတခုခုပစ္စည်းတစ်ခုကိုကဂျိတ်ကလေးနဲ့ဆွဲယူတယ်လို့ပေါ့ဗျာနော်ဟိုမှာရေထဲမှာမျောနေတဲ့ပစ္စည်းတစ်ခုကိုကဂျိတ်ကလေးနဲ့ဆွဲလိုက်တယ်ဘာကနေဆိုညှိပြီးတော့မပါလာဘူးလားရေထဲမှာမျောလာတယ်တစ်ခုပြီးတစ်ခုဂျိတ်ကလေးနဲ့ဆွဲဟိုမှာထင်းလေးမျောလာတယ်တချို့အရက်တွေမှာထင်းရှားတော့ရေစီးနဲ့မျောလာတယ်မြစ်ကမ်းမှာအဲ့ဒါတွေတော့အတင်းသွားဆက်ကြတာလေအဲ့ဒီလိုပဲမိမိခန္ဓာထဲမှာဖောက်ပြန်ပျက်စီးပြောင်းလဲစီးမျောနေတဲ့ဖောက်ပြန်တဲ့သဘောတွေကိုတတိဆိုတဲ့ဂျိတ်ကလေးနဲ့မိအောင်ဆွဲနော်ပေါ်တာနဲ့ဒီဖောက်ပြန်နေပြီဖောက်ပြန်နေပြီအခုတရားနာရင်းနဲ့ကဲခါကြည့်စမ်းအဖောက်ပြန်နေဘူးလားဖောက်ပြန်နေတာကိုတတိကလေးကလိုက်တာနဲ့မမိသွားဘူးလားအကောင်ကြီးကိုမိတာလားဖောက်ပြန်တာကိုမိနေတာလားအကောင်ထဲမှာညှိနေတာလားဖောက်ပြန်တဲ့ပုံမှာညှိတာလားအဲ့ဒါပါရမတ်ကိုရောက်သွားတာလို့ခေါ်တယ်နော်ကိုဘုန်းကြီးတို့ဟောနေတာနော်ပရိသတ်တွေသိစေချင်တာကိုယ်ဒီမှာဖြစ်နေတာကိုပြန်ပြောပြတာပဲလေခန္ဓာမှာဖြစ်တာကိုပြန်ပြောပြနေတာလေအဲ့တော့စာနဲ့ခန္ဓာနဲ့တစ်ထပ်တည်းဖြစ်ရတယ်နော်ဘာနဲ့စာပေနဲ့ခန္ဓာနဲ့တစ်ထပ်တည်းဖြစ်ရအဲ့ဒါကြောင့်ကြည်စံဘုန်းကရေစီးထဲမှာမျောလာတဲ့တစ်တုံးတွေတစ်တူသစ္စာတွေထင်းလို့ကိုကောက်နေဆွဲလှမ်းဆွဲနေတယ်လို့ခန္ဓာကိုယ်ထဲမှာတသွင်းပြောင်းလဲနေတဲ့ဖောက်ပြန်တဲ့တရားနဒီသောတော်ဝိရမျက်ရည်စီးနေတယ်လို့ပဲတဲ့အဲ့တော့မျက်ရည်တွေစီးဆင်းနေတယ်လို့ခန္ဓာထဲမှာဖောက်ပြန်ပျက်စီးပြောင်းလဲနေတာအတိကလေးကတော့ပရိသတ်ရဲ့တတိဆိုတဲ့ခြေကလေးနဲ့ဆွဲနေတယ်ပေါ့တ
တိဆိုတဲ့လက်ကလေးနဲ့ဆွဲတင်နေတယ်လို့ပေါ့နော်အဲ့တော့ကောင်းပြောက်လက်ပြောက်ခြေပြောက်အကောင်ထေကြီးပြောက်သွားရမယ်ရှုခတ်ထဲမှာအကောင်ထေကိုမမြင်တော့ဘူးသဘောတရားဖောက်ပြန်တဲ့သဘောလက္ခဏာကိုပဲမြင်နေအကဲခါနေတော့ငါကွာနေတာပေါ့ပါကွာနေငါကွာနေတာငါမဟုတ်ဘူးဖောက်ပြန်တဲ့သဘောငါထင်းနေတာငါမဟုတ်ဘူးဖောက်ပြန်တဲ့သဘောဖမ်းတာလို့လည်းမရဘူးသိမ်းထားလို့လည်းမရဘူးစုထားလို့လည်းမရဘူးသူ့သဘောသူဆောင်းနေတာနော်ရေပေါ်မှာစာရေးလိုက်တာလို့ပဲအုတ်ကန်ထဲမှာရေတွေအပြည့်ထက်ရေတွေကငြိမ့်နေအဲ့ပေါ်မှာဒုက္ခလေးနဲ့ချစ်လိုက်စမ်းရှေ့ကရေနောက်ကပြက်ရှေ့ကရေအဲ့ဒီရေပေါ်မှာရေးတဲ့စာကြံသေးလားအကောင့်ထဲသိမ်းထားလို့ရလားဒီလိုပဲလေဒီကိုမှာဖြစ်ပြီးပြက်ပြောင်းလဲနေတဲ့ဖောက်ပြန်တဲ့တရားတွေယူငင်သိမ်းစည်းထားလို့ရသလားရှိတော့မရှိဘူးလားအကြာကြီးရှိလားခိုက်တာလားအခိုက်တာပဲခိုက်တာပဲနော်အဲ့ဒီလိုသိနေတော့သိတဲ့စိတ်ပြီးနန္တရားသိတဲ့စိတ်ပြီးနန္တရားဉာဏ်နဲ့သိနေတာနော်အသိခံရတဲ့ကိုယ်ကောင်တွေကဖောက်ပြန်တဲ့တရားတွေကရုပ်တရားရုပ်နဲ့နာပဲရှိတယ်ဘာနဲ့ပါရှိရုပ်နဲ့နာပဲဒီအပြင်အပူမရှိဘူးနော်ကိုယ်မှလည်းဒီတိုင်းသူ့ကိုယ်မှလည်းဒီတိုင်းပဲပညာနေတဲ့သာယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ကွဲပြားသွားတာသမုဒိသစ္စာနဲ့ပရမတ္ထသစ္စာနော်သမုဒိသစ္စာဆိုတာယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ယဟန်တန်ခါဘုန်းကြီးမေသီလဒီလိုခေါ်ကြတာအဲ့ဒါသမုဒိသစ္စာလို့ခေါ်တယ်ဘာလို့ခေါ်ယောက်ျားတဲ့မမှန်ဘူးလားမှန်တယ်လေဒါသမုတ်ထားတာလောကဝဟာရနဲ့မှန်တာပေါ့ဒါယောက်ျားဒါမိန်းမဒါယဟန်ဒါမေသီလမှန်တာပေါ့နော်ဒါလည်းပယ်လို့မရဘူးဟုတ်ကဲ့လားပရမတ္ထသစ္စာဆိုတာသဘာဝတရားတွေမမှန်ဘူးလားဖောက်ပြန်နေတဲ့သဘောတရားတွေသိတဲ့စိတ်ခန္ဓာထဲမှာဖောက်ပြန်တဲ့တရားမမှန်ဘူးလားမှန်တာသစ္စာလေအဲ့တော့ပရမတ္ထသစ္စာရှိတာကပရမတ္ထတရားမှန်တဲ့အတွက်ပရမတ္ထသစ္စာပယ်လို့ရတာလားသူ့နေရာနဲ့သူနော်ဒီအားထုတ်နေတဲ့အခါမှာပရမတ္ထသစ္စာတွေနဲ့ကြည်ဖောက်ပြန်နေတာဘာတခုမှအကောင်ထဲအနှစ်အသားအခိုင်အမာနေတဲ့ကြံရစ်တာမဟုတ်ဘူးဖမ်းထားလို့ယူထားလို့သိမ်းထားလို့ကြိုးချီထားလို့ရတဲ့အရာမျိုးမဟုတ်ဘူးတဲ့အဲ့ဒီလိုသိနေတရားရနိုင်ပါတယ်နော်ရနိုင်ပါတယ်သဗ္ဗယခုနှစ်ပါးဘယ်နှပါးလဲခုနှစ်ပါးပြန်ပြောပြမယ်အာဝါသသဗ္ဗယတရားအထုတ်ရင်စိတ်တည်ငြိမ်မှုသမာဓိရလွယ်တဲ့နေရာထိုင်ခြင်းကြောင်းသင်္ကန်းမျိုးဖြစ်ရမယ်နံပါတ်၄ကောစရတပ္ပါယဆုံးခံအသွားရတဲ့နေရာမှာမဝေးလုံးမနီးလုံးမပင်ပန်းလုံးတဲ့ကြောင်းနေရာမျိုးဖြစ်ရမယ်နံပါတ်၃စကားအဖြစ်တိရိစ္ဆာနကထာမဖြစ်နိဗ္ဗာန်နဲ့ဖီလာကလစကားမျိုးမပြောအောင်ရှောင်ကြည်ရတယ်တရားစကားပဲပြောရတယ်နော်နောက်နံပါတ်၄ပုဂ္ဂလတပ္ပါယသီလသမာဓိပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုပေါင်းကိုယ်နဲ့သဟဇာတာမဖြစ်တဲ့ပုဂ္ဂိုလ်နဲ့ဝေးဝေးနေနော်နောက်ပြီးတော့နံပါတ်5ဘောဇနတပ္ပါယအစားအသောက်မြတ်တာရမယ်အဲ့ဒီအစားအသောက်မှာလည်းပဲကမ္မထာရှုနည်းတွေစောစောကပြောပြီးသားနော်နောက်ဥဒုသပ္ပါယယာတိဥဒုမြတ်တာအောင်လည်းနေနောက်နံပါတ်9ဣရိယာပဋ္ဌတပ္ပါယဣရိယာပုံမြတ်တာရမယ်ဣရိယာပုံမြတ်တာတရားမြတ်တာမှာတရားရနိုင်တယ်။ဘာဖြစ်မှရနိုင်။အဲကြောင့်မိမိတို့တပားညောင်းရင်တပားပြောင်းမခံနိုင်တော့ဘူးဆိုပြောင်းပြီနော်။ပြီးနေစိတ်ကမငြိမ်ဘူးမငြိမ်တရားမတက်တော့တရားမတက်တော့တရားမရဘူးနော်။တရားအခါအဲ့လိုဆိုပြောင်းပြီးပြင်ပြီးနောက်တော့ပရိသတ်ပြင်စရာမလိုတဲ့အဖြစ်ရောက်လာတယ်နော်။ဘာလေသူကသူပေါက်ပြန်တာသူသဘောသူဆောင်းနေတာအကဲခတ်နေတဏှာလောက်ဆိုသာသာလေးဒီလိုဖြစ်လာတယ်နော်ဒီတယောက်ဒီတရားအလုပ်ကိုအထုတ်နိုင်ကြသဖြင့်အလိုရှိအားတောင်းတအပ်သောမေတ္တရားဘုရားနိဗ္ဗာန်ချမ်းသာကိုလွယ်ကူသောအကျင့်လင်းမြန်သောအသိဉာဏ်ဖြင့်ရောက်လွယ်ရလွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေကုန်သတည်း